အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အသားဟင်းနီးကိုစားလို့ကောင်းတဲ့ဟင်းတစ်ခွက်ကိုချက်ပြပေးမှာဖြစ်ပါတယ်။ဘာဟင်းလဲဆိုရင်တော့ပိန်းနေသည့်ချက်လေးဖြစ်ပါတယ်။ဟင်းနဲ့မပြောပြီးပြီဆိုတော့ဟင်းချက်နီးလေးစားလိုက်ရအောင်နော်။ပထမဦးဆုံးဈေးကနေဝယ်လာတဲ့ပိန်းနေသည့်ကွင်းလေးတွေကိုရေသေးချဆေးမယ်။အကွင်းလေးတွေကိုတေချာလီးပြီးတော့ကျွန်တော်တို့စပြီးဟင်းချက်ဖို့ပြင်ပါမယ်။ဒီနေ့ဈေးထဲမှာပိန်းနေကွင်းတွေကအစိမ်းတွေပဲရခဲ့လို့အစိမ်းနဲ့ပဲချက်ပြမှာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့ပိန်းနေကွင်းပြုတ်ထားတာကိုပဲဝယ်ပြီးချက်လေးရှိပါတယ်။ဘာလို့လဲဆိုရင်တော့ပိန်းနေကွင်းအစိမ်းကချက်ရတာပူကြတဲ့အတွက်ကြောင့်မလို့လွယ်ချက်လို့ရတာကိုပဲရွေးပါတယ်။ပိန်းနေကွင်းတွေလီးပြီးရင်တော့ရေကိုနိုင်ဝက်ချောင်စိမ့်ထားလိုက်ပါတယ်။ပိန်းနေကွင်းတွေကိုရေစိမ့်ထားရင်းနဲ့ဟင်းနဲ့ထည့်ခတ်ဖို့အတွက်စူပုတ်ရွက်တွေကိုတင်ပါမယ်။စူပုတ်ရွက်တွေတင်ပြီးတဲ့အခါမှာချက်သွန်နီချက်သွန်ဖြူငရုတ်သီးစိမ့်တွေကိုဟင်းနဲ့ထည့်ခတ်ဖို့အတွက်ပပလီးပြီးကျွန်တော်ထောက်မှဖြစ်ပါတယ်။ကိုကအဆက်ကြိုက်တတ်တယ်ဆိုရင်တော့ငရုတ်တီကိုများများလေးထည့်ထောင်လို့ရပါတယ်ကျွန်တော်ကတော့အဆက်လျှော့ဆောင်မှဖြစ်လို့ငရုတ်တီတောင်3လီတောင်ပဲထည့်သုံးထားပါတယ်ပြီးရင်တော့မကြီးလေးခတ်ဖို့နည်းနည်းဖြော်ထားပါမယ်အားလုံးပြီးပြီဆိုရင်တော့ပိန်းနေခွင်းတွေကိုရေသေးချဆေးပြီးတော့စားချက်ဖို့ပြင်ပါတော့မယ်စီတက်ပြီးချက်မှာမဟုတ်ပဲလုံချက်ချက်မှာဖြစ်လို့အစာပလာတွေကိုအားလုံးထည့်ပြီးတော့စားချက်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရေဆေးရတဲ့ပိန်းနေသီးတွေရဲ့ထောင်းထားတဲ့ချက်သွန်ချက်သွန်တွေကိုရောထည့်ပါတယ်ပြီးရင်တော့အရသာအတွက်စားချုံမှုခတ်တယ်ပြီးရင်စနွေးမုတ်လေးနဲ့ထည့်လိုက်ပါတယ်ရခိုင်ဟင်းပုံစံလေးချက်မှာဖြစ်တဲ့အတွက်စိမ့်စားမပြီးတစုံစာကိုကျွန်တော်ရောထည့်လိုက်ပါတယ်အားလုံးပြီးတဲ့အခါစီနှင်းငယ်ရဲ့စုံစည်းရည်ရောပြီးတော့စားချက်မှာဖြစ်ပါတယ်အနှင်းငယ်ဆူလာတဲ့အခါမှာတော့အရသာလေးမျှဖို့အတွက်ကျွန်တော်အပေါ်အောက်ပြန်ပေးလိုက်ပါတယ်ထည့်ထားတဲ့စိမ့်စားငပိရေပြောသွားပြီဆိုရင်တော့ကျွန်တော်ကတော့ရေများများလေးထည့်ပြီးလူဣလာတဲ့အထိကိုတင်မှာဖြစ်ပါတယ်။ဟင်းထဲမှာပိန်းလေးသည့်စိမ့်ကိုတုံးပြီးချက်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ရေကိုအထက်ထက်ခါခါထည့်ပြီးတော့လူဣနေအောင်တင်ထားပါတယ်။ပိန်းလေးသည့်တွေကိုလုံးဝလူဣလာအောင်ဖြည့်ချက်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ရေကို3ချိန်ထည့်ပြီးတင်ထားပါတယ်။ဗီဒီယိုရှေ့မှာဆိုလို့ကျွန်တော်အရှိကိုထပ်မံပြတော့တာဖြစ်ပါတယ်။အခုကျွန်တော်ချက်တဲ့ပုံစံကတော့ချင်းချင်းဆက်ဆက်ပုံစံလေးစားမှဖြစ်တဲ့အတွက်ကြောင့်မလို့မကြီးရီကိုထည့်ထားခြင်းဖြစ်ပါတယ်။ပုံမှန်အချိုအနေနဲ့ချက်ရင်တော့မကြီးရီကိုထည့်မသုံးလဲရပါတယ်။မကြီးရီခတ်ပြီးရင်တော့ကျွန်တော်တို့နည်းနည်းကြကြလေးထပ်ထည့်ပေးလိုက်ပါမယ်။မကြီးရီလည်းဆူပြီးဟင်းနဲ့လေးလည်းတော်တော်လေးမှုေးလာပြီဆိုရင်တော့နောက်ဆုံးစူပုတ်ရွက်ကိုထည့်ခတ်မှဖြစ်ပါတယ်။ကျွန်တော်ကဟင်းထဲမှာမကြီးရီထည့်ချက်တာဖြစ်တဲ့အတွက်စူပုတ်ရွက်တွေမခတ်ခင်မှာမကြီးရီကိုတေချာလေးချက်ပေးဖို့လိုပါတယ်။ဒါမှစူပုတ်ရွက်ရောထည့်လိုက်တဲ့အခါမှာအနက်နေရောမသွားမှာဖြစ်တယ်ပေါ့နော်။စူပုတ်ရွက်ခတ်ပြီးပြီဆိုရင်တော့အရန်ကိုမှမှုေးတယ်အရန်ကိုစားလို့လည်းကောင်းတယ်ဟင်းလေးတစ်ခွက်ကိုရပြီဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်